တောနုတ္တရမုတ်ဆိုးကြီးအဖြစ်တရုတ်ဆောင်ကောင်းလွန်လို့ချီကျူးခံနေရတဲ့ထက်ကိုစတဲ့စင်မင်းဇက်တော်ကြီးတွေမှာတောနုတ္တရမုတ်ဆိုးကြီးရဲ့နေရာကအရေးပါတဲ့ဇက်ရုပ်တစ်ခုဖြစ်ပြီးဇလန်တစ်ခုလုံးရဲ့အမြင့်ဆုံးအရှိန်အဟုန်ကိုဆွဲတင်ပေးရတာပါမုတ်ဆိုးကြီးကဇူလာသူဘတ်တာမိဖုရားကြီးရဲ့အာဂါတမကြေနိုင်မှုကြောင့်စတဲ့စင်မင်းရဲ့ဆွဲတော်ကိုဖျက်ယူဖို့လာရောက်ရသူဖြစ်ပါတယ်စင်ပေါ်မှာကပြတဲ့အခါတစ်ဖက်မှာလည်းစင်မင်းအပေါ်ပြမမိတဲ့အတွက်ကြောက်ရွံ့တုန်လှုပ်မှုတစ်ဖက်မှာလည်းမိဖုရားကြီးရဲ့အမိန့်တော်ကြောင့်မလွဲမရှောင်သာလှုပ်ဆောင်ရတဲ့စိတ်တွေးဟဖြစ်မှုတွေကိုမျက်နှာအမှုအရာနဲ့အတန်နဲ့အတန်ထားမှာပေါ်လွင်အောင်တရုပ်ဆောင်ရတာမလို့ဝါရင်မင်းသားကြီးတွေတောင်မှအထူးဂရုစိုက်ပြီးအားစိုက်ကပြရတဲ့နေရာဖြစ်ပါတယ်။လက်ပြားခါလောက်အောင်တရုပ်ဆောင်ကောင်းလုံးလို့ချီကျူးခံနေရသူကတော့မုတ်ဆိုးနေရာမှာတရုပ်ဆောင်နဲ့ထက်ကိုဖြစ်ပါတယ်။ဒါရဲ့ live ကပြနေရတာဖြစ်လို့အမှားရင်းမရှိပဲစာသားတစ်ခုချင်းစီကိုတစ်လုံးမှမထင်ကုန်စေပဲတရုပ်ဆောင်သွားနိုင်ပါတယ်။ထက်ကိုကတော်ရီရော်ရီမဟုတ်ပဲရွှေတစိမ့်စုရှင်ဖြစ်လို့အရေးချင်းပြေဝပြီးသားပါ။စတဲ့စင်မင်းရဲ့မြတ်တာတရားနဲ့ဆွဲတော်ကိုဖျက်ယူပြီးနောက်ပိုင်းမုတ်ဆိုးကြီးကမိဖုရားကြီးရဲ့ရှေးမောက်မှာခံစားချက်အပြည့်နဲ့ပြန်လည်တင်လျှောက်ရတဲ့အခန်းကပွဲကြီးပရိသတ်တွေကိုမျက်ရည်ဝဲသွားစေပါတယ်။ထက်ကိုရဲ့ရင်ပတ်ထဲကလာတဲ့ရှိုက်ကြီးတငယ်ငိုကြွေးတန်တွေအဆိုအငိုအပြောတရုပ်ဆောင်ချက်တွေကကြည့်ရှုသူတိုင်းကိုခံစားရစေအောင်အနှစ်သာရပြပါတယ်။ဝါရင်ဇမင်းသားတွေကပါဒီဇက်ထုတ်ကြီးထဲမှာပါဝင်တဲ့ဆန်းရင်မို့ကေတုမတီဘုံမတို့နဲ့အတူမုံဆိုးကြီးထက်ကိုရဲ့ပိုင်နိုင်တဲ့တရုပ်ဆောင်ချက်တွေကိုချီကျူးထားပါတယ်။ကပြရတာခက်ခဲတဲ့မုံဆိုးကြီးနေရာကနေပါဝင်သွားတဲ့ထက်ကိုရဲ့အရေးချင်းကိုရောသဘောကျရဲ့လားဆိုတော့ကွန်မန့်မှာပြပြခဲ့ပါအောင်ရှင်။မြန်မာနိုင်ငံမှာတထဲထဲသာရှိနိုင်မဲ့ဆက်ရုပ်ဝစ်ဆောင်ကြီးကိုလက်ဆောင်ရခဲ့တဲ့ဆန်းရီမိုးတပင်လောကမှာဆန်းရီမိုးရဲ့အောင်မြင်မှုအရှိန်အဟုန်ကဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရအောင်ထိတ်ဆုံးမှရောက်ရှိနေပါတယ်။သူ့ရဲ့မွေးနေ့ပွဲကြီးမှာသူ့ကိုအသက်ထက်မကချစ်ကြတဲ့ပရိသတ်တွေကမယုံနိုင်လောက်အောင်ပုံအောပြီးတော့လက်ဆောင်ပေးခဲ့ကြပါတယ်။မွေးနေ့ရှင်အတွက်ပေးခဲ့တဲ့မွေးနေ့လက်ဆောင်တွေကငွေသားတွေရတနာတွေအပြင်အဖိုးတန်ပစ္စည်းတွေပါအပါအဝင်စုစုပေါင်းသိန်းပေါင်း800ကျော်ဖို့ထိစံချိန်တင်ရရှိခဲ့ပါတယ်။ဒီလောက်ထိရရှိခဲ့တာတောင်မှလက်ဆောင်တွေကအကုန်မဟုတ်သေးပဲစမ်းရည်မို့လို့စိတ်တဘာဖြူစင်ပြီးတော်လုံးနဲ့မင်းသားလေးကိုချစ်တဲ့သူတွေပေါ်များနေပါတယ်။စမ်းရည်မို့အတွက်မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ပစ္စည်းတစ်ခုကတော့မြန်မာတနိုင်ငံလုံးမှာတစ်ခုတည်းတစ်ထည်တည်းသာရှိတဲ့ဆက်ရုပ်ဝတ်စုံကြီးဖြစ်ပါတယ်။ဒီဝတ်စုံကြီးကိုမွေးနေ့လက်ဆောင်အဖြစ်ဖန်တီးပေးခဲ့တဲ့ဒီဇိုင်နာရဲ့ပြောပြချက်အရဒီဝတ်စုံကမြန်မာနိုင်ငံမှာတစ်ထည်တည်းရှိပြီးပိတ်သားနဲ့ချုပ်တဲ့ဝတ်စုံကလူတိုင်းချုပ်နိုင်ပြီးမြဲဒီဝတ်စုံကတော့ပတ်စံရှိရင်တောင်ဝယ်လို့မရနိုင်တဲ့တီထွင်ဖန်တီးမှုမျိုးမရှိတဲ့ဝတ်စုံဖြစ်ပါတယ်။ဒီဆက်ရုပ်ဝတ်ဆောင်ကြီးကိုလူတကူစားဝင်ဆက်နိုင်ဖို့အတွက်တည်တည်ချာချာအသေးစိတ်ပုံဖော်က2လလောက်ထိအချိန်ယူပြီးတော့စနစ်တကျတီထွင်ဖန်တီးခဲ့တာပါဒီဇိုင်နာဖြစ်သူကဆန်းရည်မိုးကိုထူးထူးခြားခြားစတိုင်ကြကြဝတ်စေခြင်းနဲ့စေရနာအပြည့်နဲ့ဖန်တီးပေးခဲ့တာဖြစ်ပြီးဆန်းရည်မိုးဝတ်ဆင်လိုက်ရင်တိတ်ကိုကြည်ကောင်းမဲ့ဝတ်ဆောင်ဆန်းကြီးဖြစ်ပါတယ်တချို့တွေကတော့အဲ့ဒီဝတ်ဆောင်ကိုမလာဘူးလို့ပြောကြပေမဲ့ဆန်းရည်မိုးကတော့လက်ဆောင်ပေးသူရဲ့စေရနာကိုအတိအမှတ်ပြုခဲ့ပါတယ်တိမ်မောင်းများစွာအကုန်ခံပြီးလက်ဆောင်ပေးခံရတဲ့ဆန်းရည်မိုးကိုအားကြနေပြီလားဆိုတာအမှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်